ကြီးမားပြီးဖြူဖွေးနှုညံ့နေတဲ့မုံနဲ့ဝိုင်းကြီးကနေဒီနုပညာစပြုပါတယ်လက်မှုပညာရှင်ကဓာငယ်လေးတစ်လက်နဲ့အနားတက်ကနေစက်ဝိုင်းပုံစံစပြုပြီးမုံနစ်ကိုအကွင်းလိုက်လိဖြတ်နေပါတယ်လက်လှော်ရှားမှုကအင်မတန်ငြိမ်သက်ပြီးတိကျလာပါတယ်အပြင်ဘက်ကနေအတွင်းဘက်ဗဟိုချက်စီကိုကျူဘတ်ပုံစံတစ်စက်တည်းဖြစ်အောင်လိဖြတ်သွားတာကိုတွေ့ရမှာပါလိဖြတ်ပြီးသားမုံနဲ့အပြားကြီးကိုအตาရမလိုက်တဲ့အခါအရှိကြီးဖြစ်နေပါပြီအဲ့ဒီနောက်မှာတော့လက်နှစ်ဖက်ကိုတုံးပြီးကျွမ်းကျင်စွာနဲ့မုံနစ်ကိုအဝိုင်းလိုက်ပြန်ရစ်လိုက်ပါတယ်မုံနစ်တွေကိုငွေရောင်စလုံးကြီးတဲ့ကိုတစ်ထပ်ချင်းစနစ်တကျပြန်စီနေပါတယ်ဒီနေရာမှာမုံနစ်ရဲ့ကျုံနိုင်ဆက်နိုင်စွမ်းကအင်မတန်အရေးကြီးပါတယ်အဝိုင်းလိုက်စီထားတဲ့မုံနစ်တွေကိုလက်နဲ့အตาရဖိညှိပေးနေပါတယ်အပေါ်ရံမှာလည်းကတ်မသွားအောင်စီဒါမှမဟုတ်မုံညက်တွေကိုအသုံးပြုထားတာတွေ့ရမှာပါနောက်တစ်ဆင့်အနေနဲ့အဲ့ဒီမုံနစ်တွေကိုနောက်ထပ်စလုံးတစ်ခုတည်းကိုပြောင်းရွှေ့စီစဉ်ပါတယ်လှုပ်ရှားမှုတိုင်းကစီးကြကြနဲ့မြန်ဆန်လာပါတယ်အခုတော့စက်မှုအကူအညီယူရမယ့်အချိန်မှာမော်တာတက်ဆင်ထားတဲ့ဒလိန်တုံးဆက်စီကိုမုံနစ်တွေကိုယူဆောင်လာပါတယ်ထူထဲနေတဲ့မုံနစ်ကြိုးကြီးကိုဒလိန်တုံးကြားထဲထည့်လိုက်တဲ့အခါဆက်ရည်ဖိအားကြောင့်ပိုပြီးပါလွာပြီးရှည်လျားတဲ့ကြိုးပုံစံပြောင်းလဲသွားပါတယ်ဆက်ကထွက်လာတဲ့မုံနစ်တွေကိုအောက်ကစလုံးထဲမှာတစ်ခွေချင်းပြန်စီပါတယ်ဒီအဆင့်မှာမုံနစ်တွေတစ်ခုနဲ့တစ်ခုမကတ်သွားဖို့အမှုဖြူဖြူတွေကိုအဆက်မပြတ်ဖြူပေးနေပါတယ်ဒီလုပ်ငန်းစဉ်ကိုအချိန်ချင်းလှုပ်ဆောင်ရပါတယ်မုံနစ်ကြိုးတွေဟာပိုပြီးကြစ်လစ်လာသလိုဒါလည်းပိုပြီးညီညာလာတာကိုမြင်တွေ့နိုင်ပါတယ်ဆက်ရည်လက်ပတ်နှုံးနဲ့အညီလက်မှုပညာရှင်ကလည်းလက်နဲ့စီးကြကြထိန်းချောင်းပေးနေပါတယ်မုံညက်ဖြူဖြူတွေကပတ်ဝန်းကျင်မှာလွင့်ပြန်နေပါတယ်မုံနစ်ခွေတွေဟာအခုဆိုရင်စလုံးပြည့်ဖြစ်နေပါပြီနူးညံ့ပြီးဖြူစင်တဲ့အယောင်သွေးကစားချင်စပွဲကောင်းလာပါတယ်အခုဆိုရင်မုံနစ်တွေကိုပလတ်စတစ်ဘန်းဝိုင်းကြီးတွေထဲကိုပြောင်းရွှေ့စီစဉ်နေပါတယ်အလဲကနေဘေးပတ်ပတ်လဲကိုစနစ်တကျခွေပြီးထည့်နေတာပါဘန်းတစ်ခုပြီးတစ်ခုအပြည့်ဖြစ်ပြီးတဲ့နောက်မှာတော့မုံနစ်တွေကိုခဏတာအနားပေးဖို့အတွက်ပြင်ဆင်ရပါတယ်ဘန်းတွေကိုတစ်ခုပေါ်တစ်ခုထပ်ဆင့်ပြီးအစီအီတင်ထားလိုက်ပါတယ်ဒါဟာမုံနစ်သားပုံမခိုင်မာလာဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီနောက်ဘန်းတွေကိုအခန်းကျယ်တစ်ခုထဲမှာဖြန့်ခင်းပြီးထားလိုက်ပါတယ်အလင်းမောင်နဲ့မုံနစ်ရဲ့အလားကဘန်းချီကားတစ်ချက်လိုပါပဲအနားပေးထားတဲ့မုံနစ်တွေကိုအခုပြန်ထုတ်လာပါပြီတပန်းချင်းစီကိုအောက်မှာဖြန့်ခင်းလိုက်ပါတယ်အခုတော့စတီးချောင်းအရှည်တွေကိုပြင်ဆင်ပါတယ်ဒါဟာခောက်ဆွဲကိုစမ်းထုတ်ဖို့အတွက်အဓိကကိရိယာတွေပါနိုင်ရန်မှာတက်ဆင်ထားတဲ့အပေါက်ငယ်လေးတွေရဲ့ကိုစတီးချောင်းနှစ်ချောင်းကိုအပြိုင်ထည့်သွင်းလိုက်ပါတယ်မုံနစ်ကြိုးကိုစတီးချောင်းနှစ်ချောင်းကြားမှာရှစ်ကနန်းပုံစံရပ်ပတ်နေပါတယ်လက်ချောင်းလေးတွေရဲ့ကစားမှုကအင်မတန်အံ့ရဖို့ကောင်းပါတယ်တရစ်ချင်းစီကိုညီညီညာညာနဲ့တင်းတင်းရင်းဖြစ်အောင်ရပ်ပတ်ပေးရပါတယ်ဒါမှသာစမ်းထုတ်တဲ့အခါပြတ်မထွက်မှာပါရစ်ပတ်ပြီးတဲ့အခါမုံနစ်တွေကိုလက်နဲ့အသားအရာဆက်လိုက်တွန်းလိုက်လုပ်ပေးပြီးအသားတည်အောင်လုပ်ပါတယ်အပေါ်ကနေမုံညက်တွေကိုလက်တဆုပ်စာယူပြီးအားရပါးရဖြူလိုက်ပါတယ်ဒါဟာခောက်ဆွဲသားတွေတီးတန့်စီဖြစ်နေဖို့အတွက်ပါစတီးချောင်းကိုဖြုတ်ယူပြီးမုံနစ်တွေကိုနောက်ထပ်နေရာတစ်ခုစီတည်ဆောင်သွားပါတယ်အခုဆိုရင်မုံနစ်တွေဟာအတော်လေးရှည်ထွက်နေပါပြီချိတ်ပေါ်မှာတင်ပြီးနောက်ထပ်တစ်ကြိမ်လက်နဲ့အနုစိတ်ပြန်လဲဆန်းထုတ်ပါတယ်လက်နှစ်ဖက်နဲ့မုံနစ်တွေကိုခါထုတ်လိုက်ဆန်းထုတ်လိုက်လုပ်နေတာဟာကြည့်ရတာရင်ကုန်စပွဲပါခောက်ဆွဲသားတွေဟာတဖြည်းဖြည်းပါလွာလာပါတယ်မုံညက်တွေကိုထပ်ပြီးဖြူပေးပါတယ်ဒီလုပ်ငန်းစဉ်မှာမုံညက်ကအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်ပညာရှင်ကခောက်ဆွဲတန်းတွေကိုကင်ပြီးစီးကြကြခါရန်လိုက်တဲ့အခါခောက်ဆွဲတွေဟာလိုင်းလုံးလေးတွေလိုလောက်ခတ်သွားပါတယ်အခုဆိုရင်ခောက်ဆွဲတွေဟာအတော်လေးကိုပါလွာပြီးညီညာတဲ့အနေအထားကိုရောက်ရှိလာပါပြီအဲ့ဒီနောက်ခောက်ဆွဲတန်းတွေကိုအစီအီချိတ်ဆွဲပြီးခဏတာထပ်မံနားပေးပါတယ်အခုတော့အရေးကြီးဆုံးအဆင့်ကိုရောက်ပါပြီလူနှစ်ယောက်ပူးပေါင်းပြီးခောက်ဆွဲတွေကိုအဆုံးစုံထိစမ်းထုတ်တော့မှာပါစတီးချောင်းကိုအားနဲ့ဆွဲဆန်းလိုက်တဲ့အခါခောက်ဆွဲတွေဟာပိုးသားမြင်လေးတွေလိုရှည်လျားပြီးပါလွာသွားပါတယ်ခောက်ဆွဲသားတွေကိုလက်နဲ့ပုတ်ခတ်လိုက်တဲ့အခါဒုံခါမှုကကျိုးတက်ဒူရိယာတစ်ခုလိုမြည်ဟဲနေတရားထင်ရပါတယ်ခောက်ဆွဲတွေဟာတစ်ခုနဲ့တစ်ခုမကပ်ပဲတီးတက်စီဖြစ်နေတာကိုအနီးကပ်မြင်တွေ့နိုင်ပါတယ်ဒါဟာကျွမ်းကျင်မှုရဲ့တက်တည်ပါပဲစမ်းထုတ်ပြီးသားခောက်ဆွဲတွေကိုပန်းရောင်ဆောင်ကင်းထားတဲ့ခုံပေါ်မှာစနစ်တကျတင်ထားလိုက်ပါတယ်အဲ့ဒီနောက်ခောက်ဆွဲတွေကိုအုပ်ပြီးအဆိုတက်ထိမ့်သိမ့်တဲ့အဆင့်ကိုလှုပ်ဆောင်ပါတယ်အခုဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့ခောက်ဆွဲတွေကိုအပြင်ဘက်နေရောင်အောက်မှာလမ်းဖို့တင်ထုတ်လာပါပြီနေရောင်အောက်မှာခောက်ဆွဲတန်းကြီးကိုအဆုံးထိစမ်းထုတ်လိုက်တဲ့အခါဖြူပွေးနေတဲ့ခောက်ဆွဲလိုက်ကကြီးတစ်ခုလိုအင်မတန်ခမ်းနားလာပါတယ်လေထဲမှာတစ်ဖြက်ဖြက်လွင့်နေတဲ့ခောက်ဆွဲမြင်လေးတွေဟာစနစ်တကျနဲ့အလှပဆုံးအနေထားမှာရှိနေပါတယ်ခောက်ဆွဲတန်းတွေကိုစင်ပေါ်မှာတေချာချိတ်ဆွဲလိုက်ပါတယ်တဘာဝလေးနဲ့နေရောင်ကြီးကခောက်ဆွဲကို6တွေ့စေမှာပါအနီးကပ်ကြည့်လိုက်တဲ့အခါခောက်ဆွဲမြင်လေးတွေရဲ့ညီညာမှုကအမခမ်းမှာပဲရိုးရလက်မှုပညာရဲ့တန်ဖိုးကဒီမှာပေါ်လွင်နေပါတယ်နေလမ်းပြီး6တွေ့သွားတဲ့ခောက်ဆွဲတွေကိုအိမ်ထဲကိုပြန်လဲသိမ်းစေပါတယ်အခုတော့ထုတ်ပိုးဖို့အချိန်မှာခောက်ဆွဲတွေကိုအရှေ့တိုင်းလက်နဲ့အตาအရာစူးစီးလိုက်ပါတယ်အဲ့ဒီနောက်ခောက်ဆွဲရဲ့အဆုံးတွေကိုညီညာအောင်ဓာတ်နဲ့လိဖြတ်လိုက်ပါတယ်ဒါဆိုရင်တော့ရောင်းချဖို့အသင့်ဖြစ်ပါပြီအနီရောင်ကြိုးလေးတွေနဲ့စနစ်တကျစီးနှောင်ထားတဲ့ရိုးရလက်လုံးခောက်ဆွဲချောက်လေးတွေဟာတန်ရှင်းလက်ဆက်ပြီးအရသာရှိဖို့အာမခံနေတရားမှာပဲ